ဆိုင်ဘယ်လိုဖြစ်လဲထိုးသွင်းနိုင်တာ3ချက်နဲ့တည်ဆုံးနေတာပဲတည်တယ်လောလောဆယ်တော့ဘာမှတော့ဒီတက်ပူပြောလို့ပြေးလို့မရသေးဘူးပေါ့ဆိုင်တို့လုံးဆယ်ဆက်လုပ်ပါကျွန်တော်ရေပြရွာတည်ဆုံးသူရဲ့မိသားစုတွေတွားပြီးတော့တနေ့ဆက်ဆုံးထားလိုက်အောင်ဟုတ်ကဲ့ပါမယ်ဟုတ်ကဲ့ဦးရငါတော့နေတော့ဦးလေးကြားသေးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီဧည့်သည်ကောင်လေးကိုခေါ်လာတာဒေါ်ရင်ရဲ့သမီးနန်းစောကခေါ်လာတာတဲ့ကောင်လေးကအဲ့ဒီမှာတစ်ပတ်လောက်တဲသွားပြီးတော့ပြန်သွားတယ်သူမပြန်ခင်တော့မှဦးလေးတူတဲ့အဲ့ကောင်လေးနဲ့နန်းစောကိစ္စနဲ့ပတ်သက်ပြီးစကားများကြတယ်ဟုတ်ပါတယ်ဆရာကျွန်တော်ဆရာဆိုင်းကြော်မိုးကနန်းစောကိုလက်ထပ်ဖို့ရည်ရွယ်ထားတာပါဒါပေမဲ့အဲ့ဒီဧည့်သည်ကောင်ကနန်းစောကိုကျိုးပန်လိုက်ပုံရတယ်ကျွန်တော်ဆရာဆိုင်းကြော်မိုးရဲ့လက်ထပ်ခွင့်ကိုနင်းလိုက်တယ်လို့တင်နေတဲ့အကျွေးတွေကိုလည်းအဲ့ဧည့်သည်ကောင်ဖြည့်ရှင်းပေးသွားတယ်ဆရာဆိုင်းကြုံမှုမတည်ခင်မှာအဲ့ဧည့်သည်ကဆိုင်းကြုံမှုချင်းချောက်တာမျိုးတွေရှိလားဟာရှိတာပေါ့ဆရာနန်းစောကိုထိသူဘာကောင်လဲဆိုတာသိစေရမယ်ဆိုကျွန်တော်ဆရာဆိုင်းကြော်မိုးချင်းချောက်ဘူးလေအဲ့နန်းစောဆိုတဲ့ကောင်မလေးကိုတွေ့ရှင်တယ်သူကမှလည်းသိလားဟုတ်ကဲ့သိပါတယ်ဆရာကျွန်တော်စီရင်နေရပါဒီမှာလူစိမ်းတယောက်တဲဝါရလို့တရင်ရလို့လာပြီးဆုံးမလားလူစိမ်းတရားအော်ဟိုလူတယောက်တော့ဝဝကြိုက်ခံရပါဒဏ်ရာရနေလို့နန်းစောတို့ကယ်ပေးထားတာပါဟိုနန်းစောတို့တဘောနဲ့အဲ့တဲ့လက်ခံထားတာမျိုးတော့မဟုတ်ပါဘူးဝကိုကြိုက်ခံတယ်လားအော်သူကတော့အဲ့လိုပဲပြောတာပဲသူဒဏ်ရာရထားလို့အန်တီတို့ကဆေးကုပေးအောင်တက်ပဲကျန်တာတော့အန်တီတို့လည်းဘာမှမသိဘူးတော့ဘယ်ရွယ်လောက်ရှိလဲသူ့နာမည်ရောဘယ်လိုခေါ်လဲအရွယ်ကတော့ဟိုဆေးရရွယ်လောက်ပဲရှိမှန်းထင်တယ်သူ့ရဲ့နာမည်ကတော့နော်ခမ်းလို့ပြောပါတယ်ဒါဆိုတကူဘာလဲလွိုင်ကော်ဘက်ပြန်မယ်ဆိုပြီးတော့ပြန်ထွက်သွားပါတယ်သူဒီကိုပြန်လာအောင်မယ်လို့ပြောသားသေးလားအော်သူကပြန်လာစရာအကြောင်းမရှိဘူးလေသူဒုက္ခရောက်နေလို့အန်တီတို့ကကူညီပေးတာအန်တီတို့နဲ့သူနဲ့ဘာမှပတ်သက်မှုမရှိဘူးဆရာသိချင်တာဒါပဲလားမသိဘူးနားဆောတော့လှုပ်ရှားလေးရှိသေးလို့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျ
ကျွန်တော်လည်းပြန်မပြောပါဘူး ဟုတ်ကဲ့ပါ မင်းဘာလုပ်မယ်ဆိုတော့ငါ့ကိုလည်းနေပါရှင်းပြအောင်ဟာအခုငါတို့ရေးပြရအောင်တော့ဒီဘာသွားလုပ်အောင် ဘာသွားလို့ရမှာလဲကွာဒီမှာဘောဝင်နဲ့ဝိုင်းထားတဲ့နေရာအညာကြီးတကောင်ကနေပြုတ်ကျသွားတဲ့နေရာပဲ အဲ့တော့ အဲ့ဒီရေတကောင်ကရေစီးချောင်းကရွာ3ရွာဖြစ်တယ်အဲ့ရွာ3ရွာထဲမှာအမနေ့ကစုံစမ်းခဲ့တယ်နန်းစောတို့ရွာထဲမှာအဲ့ကောင်မလေးကဒဏ်ရာရထားတဲ့လူတယောက်တော့ကဲဘူးတယ်သူပြောတာတော့အဲ့လူကနော်ခမ်းလို့ပြောတာ မင်းပြောချင်တာကဗညာအဲ့ဒီရေစီးကြောင်းနဲ့မျောပါသွားပြီးတော့နန်းစောတို့ရောက်သွားတယ်ဆိုတော့လား အဲ့ဒီကောင်ကအညာပဲဖြစ်ဖို့များတယ်ဒီကောင်တက်တက်ကောင်မလေးကိုနာမည်လိန်တာပဲဖြစ်လိမ့်မယ်ဘာလို့ဘယ်ရောက်ရင်တော့ဒီကောင်ဟုတ်ဖို့ဆိုတော့သိရမှာဒီမှာမောအရင်ကြီး ဟုတ်ပါဘူး နန်းစောသူ့ကိုတွေးခဲ့တာအဲ့နေရာပဲနန်းစောတငယ်ချင်းမောင်လေးကနေပါဆယ်ပေးခဲ့ရလေကျွန်တော်ရောနန်းစောမသိဘူး ညီမတော့အန်ဒီရရှိတဲ့လူတယောက်ကိုခဲလိုက်မိပြီ ရှင် ဟုတ်တယ်သူကရာဇဝတ်သားတယောက်ပဲသူ့လက်မောင်းရထားတဲ့တန်ရာဝုန်းကိုက်ထားလို့ဆိုတာမဟုတ်ဒီတောင်ကျောင်းမှာရေရုံတစ်ခုရှိတယ်ဘိုးတို့အဲ့ရေရုံနားမှာသူ့ကိုတန်းနဲ့လိုက်ပြင်းနေရထားတဲ့တန်ရာပဲပြီးတော့သူ့နာမည်နော်ခမ်းဆိုတာလည်းမဟုတ်သူ့နာမည်ရင်းပညာနော်ခမ်းဆိုတာညီမတို့သူတက်တဲ့နာမည်လေးခေါ်တာအန်တီတို့အိမ်ကိုရောက်လာတာဒီကောင်လေးဟုတ်ပါတယ်ဒါဆို तू ကဝန်ရမ်းပြေးပေါ့ဟိုသူ့နာမည်ကနော်ခမ်းမဟုတ်ဘူးလား သူက CID ကနေပြီးတော့အထူးလို့ရှိနေတဲ့တရားခံပြေးတယောက်ပါသူ့နာမည်ကတော့ခံမဟုတ်ပါဘူးတကယ်နာမည်ရင်းကပညာပါ
သူထောင်ကနေလွတ်လွတ်ချင်းပါပဲလူတက်မှုတွေစက်တိုက်ကျူးလွန်ခဲ့တယ်